ပြည်သူတယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ပြည်သူလူထုကအဓိကဘာလိုလားနေတယ်နော်သူတို့လူလားတောင်းတတာကတော့ဒီပါတီစုံဒီမိုကရေစီစနစ်နော်ဒါကြီးပေါ်ပေါက်လာဖို့ပြည်သူလူထုကလိုအပ်တောင်းတလျက်ရှိတာပေါ့နော်ဒီဟာကိုဆောင်လန်းနိုင်မှုအတွက်အဓိကတော့ချက်ကတော့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုဆောင်ရွက်ဖို့ဖြစ်ပါတယ်ကြည့်ရှုနေတဲ့ပြည်သူကြီးမင်္ဂလာပါခင်ဗျာ UK နိုင်ငံကနေပြီးတော့တမတော်ကြီးဘွဲကိုရရှိခဲ့တဲ့ပမောက္ခကြီးဒေါက်တာတက်ခိုင်ဝင်းနဲ့ဒီနေ့စကားစမြည်ပြောဆိုသွားမှာဖြစ်ပါတယ်ပမောက္ခကြီးဒေါက်တာတက်ခိုင်ဝင်းဟာအထူးဆရာဝန်ကြီးအဖြစ်လူနာများစွာကိုကုသဆောင်ရှောက်မှုတွေပေးခဲ့တဲ့အပြင်နိုင်ငံတော်အကြီးအကဲများကိုလည်းကျန်းမာရေးဆောင်ရှောက်မှုတွေပေးခဲ့သူဖြစ်ပါတယ်ပမောက္ခကြီးမင်္ဂလာပါခင်ဗျာမင်္ဂလာပါဥကျော်လိုက်ဟုတ်ကဲ့ပါပမောက္ခကြီးကအခုလာမယ့်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မယ်လို့သိထားပါတယ်ခင်ဗျာဘယ်မဲဆန္ဒကနေဝင်ရောက်ရှင်ပြိုင်မှာပါလဲကျွန်တော်မရန်ကုန်မြို့နယ်မဲဆန္ဒနယ်ကဝင်ပြိုင်မှာပါပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ကျွန်တော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ဘာဖြစ်လို့မရန်ကုန်ကနေပမောက္ခကြီးရှင်ပြိုင်မှုဆုံးဖြတ်ခဲ့တာပါလဲခင်ဗျာမရန်ကုန်မြို့နယ်ကဝင်ပြိုင်မှုဆုံးဖြတ်ရတော့အဓိကကတော့ကျွန်တော်ကမရန်ကုန်မြို့နယ်မှာပဲမွေးဖွားပါတယ်မရန်ကုန်မြို့နယ်မှာမွေးဖွားတယ်မရန်ကုန်မြို့နယ်မှာပဲကျွန်တော်တို့အခြေခံပညာမူလာတန်းအလယ်တန်းအထက်တန်းပေါ့အောင်မြင်အောင်ဒီအထက်ကနှစ်မရန်ကုန်မှာကျွန်တော်တောက်လျှောက်ကျောင်းတက်ခဲ့ပါတယ်ပြီးတဲ့ခါကျတော့လေကျွန်တော်တို့ဒီဒေတာကောလိပ်နှစ်ပေါ့နော်အဲဒီမှာတက်ပါတယ်ပြီးတော့စစ်တက်တို့တက်မှာပညာသင်ကြားပြီးတော့ဆရာဝန်ဖြစ်လာတဲ့အခါကျတော့လေတိုင်းပြည်တာဝန်တွေထမ်းဆောင်ရင်းနေထိုင်တဲ့အခါကျတော့လေကျွန်တော်တို့မြန်ကုန်မြို့ထဲမှာပဲအခုတောက်လျှောက်နေထိုင်နေတာဖြစ်ပါတယ်။ဒါမြန်ကုန်မြို့နယ်သားဖြစ်တဲ့အတွက်ကြောင့်မြန်ကုန်မြို့နယ်ကပြည်သူလူထုတွေမြန်ကုန်မြို့နယ်ကလိုအပ်ချက်တွေကိုထဲထဲဝင်ဝင်ဖြည့်ဆည်းပေးခြင်းတဲ့အတွက်ကြောင့်ဆောင်ရွက်ပေးခြင်းတဲ့အတွက်ကြောင့်ကျွန်တော်မြန်ကုန်မြို့နယ်ကနေပြီးတော့ပါဝင်ပြီးတော့ကျွန်တော်ရှင်ပြန်ရခြင်းဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါခင်ဗျာ။ပမောက္ခကြီးဟာရွေးကောက်ပွဲဝင်သူရဲ့နေရာမဟုတ်ဘဲနဲ့ပြည်သူတယောက်အနေနဲ့ပြည်သူတယောက်ရဲ့နော်ရက်တီမှုကနေပြီးတော့ဒီရွေးကောက်ပွဲအတွက်စကားလေးတစ်ခုတော့ပြောပေးပါခင်ဗျာဟုတ်ကဲ့ပြည်သူတယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ပြည်သူလူထုကအဓိကဘာလိုလားနေတယ်နော်သူတို့လူလားတောင်းတတာကတော့ဒီပါတီစုံဒီမိုကရေစီစနစ်နော်ဒါကြီးပေါ်ပေါက်လာဖို့ပြည်သူလူထုကလိုအပ်တောင်းတလျက်ရှိတာပေါ့နော်ဒီဟာကိုဆောင်လန်းနိုင်မှုအတွက်အဓိကတော့ချက်ကတော့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုဆောင်ရွက်ဖို့ဖြစ်ပါတယ်ဒါကိုလည်းပဲအခုနိုင်ငံတော်ဦးဆောင်နေတဲ့နိုင်ငံတော်ဒီအစိုးရအဖွဲ့တွေကလည်းဒါတွေကိုဆောင်ရွက်နိုင်ဖို့အတွက်လမ်းခင်းပေးထားပြီးလမ်းဖွင့်ပေးထားပြီးစီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်ပါတယ်။ဒါကြောင့်လို့ပြည်သူလူထုတွေလူလားတောင်းတနေတဲ့ပါတီစုံဒီမိုကရေစီစနစ်ကြီးပေါ်ပေါက်လာဖို့အတွက်လိုအပ်တဲ့ဒီထွေထွေရွေးကောက်ပွဲပေါ့နော်။ထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပတော့မှာဖြစ်တဲ့အတွက်ပြည်သူလူထုတွေကလည်းမိမိတို့ရဲ့လိုအပ်ချက်တွေပြည့်စုံဖို့အတွက်ဒီပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးမှာတရတအားပါဝင်ဖို့လိုပါတယ်။မိမိတို့တဆွမ်းတဲ့ဘက်ကနေပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။အနည်းဆုံးမိမိရဲ့တန်ဖိုးရှိတဲ့မဲတပြားကိုကျွန်တော်တို့မဲပေးဖို့မိမိတို့စိတ်တိုင်းကြတဲ့သူကိုမဲပေးနိုင်မှုအတွက်ပါဝင်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းပြောကြားလိုပါတယ်ကျွန်တော်ဒီပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးဒီအောင်မြင်ဖြစ်ဖို့အတွက်ပေါ့နော်ဟိုပူပေါင်းပါဝင်လာကြတဲ့ကျွန်တော်တို့ပါတီတွေပေါ့နော်ပါတီအသီးသီးနဲ့ဟိုကျွန်တော်တို့ဒီရွေးကောက်ပွဲမှာပါဝင်မဲ့ဒီကိုယ်စားလှယ်လောင်းက9000နီးပါးရှိပါတယ်ဒီ9000နီးပါးကိုလည်းဒီပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးဖြစ်မြောက်အောင်ပါဝင်လာကြတဲ့အတွက်ကြောင့်သူတို့တွေအားလုံးကိုလည်းကျွန်တော်ချီးကျူးဂုဏ်ပြုပါတယ်ဆိုတာလေးကျွန်တော်ပြောကြားခြင်းမရန်ကုန်မဲဆန္ဒနယ်ကမဲဆန္ဒရှင်တွေရောမေးပြီးကြမယ်ပြည်သူတွေကိုရောဘယ်လိုစကားလေးများပြောချင်ပါလဲခင်ဗျာဟုတ်ကဲ့ခင်ဗျာအဓိကတော့ကျွန်တော်တို့မဲပေးကြမယ်မိဘပြည်သူတွေကိုပေါ့နော်ကျွန်တော်ကတော့တိုက်တွန်းချင်တာပါတိုက်တွန်းချင်တာကတော့အခုကျွန်တော်တို့ဒီပါတီအသီးသီးပေါ့လွှတ်တော်ကိုယ်စားလှယ်လောင်းတည်တည်ရတော့ကျွန်တော်တို့ဒီပါတီစုံထွေထွေရွေးကောက်ပွဲကြီးပေါ့နော်ဒီမှာပါဝင်ကြတော့မှာဖြစ်ပါတယ်လူပါဝင်ကြတဲ့အခါမှာမိဘပြည်သူတွေနဲ့ရွေးချယ်မှုဘိုင်းမှာပေါ့နော်ကျွန်တော်တို့တည်တည်ချာချာစစ်စစ်ရွေးချယ်ဖို့လိုပါတယ်မိမိတို့ရွေးချယ်လိုက်တဲ့ဒီအဖွဲ့ပေါ့နော်အစိုးရအဖွဲ့ကဒီကျွန်တော်တို့ဒီခိုင်ခိုင်မာမာနဲ့ကျွန်တော်တို့ဆောင်ရွက်နိုင်တဲ့ဖွဲ့စည်းလေးဖြစ်ဖို့လိုပါတယ်ခိုင်ခိုင်မာမာနဲ့ဆောင်ရွက်နိုင်မှုဆိုတာဒီပါတီတော်၎င်းဒီလူပုဂ္ဂိုလ်တော်၎င်းဟာဒီအတွေ့အကြုံရှိမယ်เนาะကျွန်တော်တို့သူရဲ့သမိုင်းကြောင်းတွေရှိတာပေါ့เนาะဒီသမိုင်းကြောင်းတွေကိုကျွန်တော်တို့ထဲထဲဝင်ဝင်သိရှိဖို့လိုပါတယ်ဒါတွေကိုလည်းပဲ
တည်ကြစဉ်းစားပြီးတော့မဲပေးဖို့လိုပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီပါတီစုံထွေထွေရွေးကောက်ပွဲပြီးသွားတဲ့အခါမှာเนาะဖြစ်ပေါ်လာမဲ့ဒီစိုးရအဖွဲ့ပေါ့နော်ဒီစိုးရအဖွဲ့ကလည်းကျွန်တော်တို့ဥဆောင်တော့မဲ့အချိန်မှာเนาะအတွေ့အကြုံရှိမှကျွန်တော်တို့နိုင်ငံတော်ရဲ့လိုအပ်ချက်တွေကိုအချိန်မဆိုင်မတွเนาะကျွန်တော်တို့တခါတည်းအချိန်အုံနဲ့ဆောင်ရွက်ပေးနိုင်မဲ့ဖွဲ့စည်းမျိုးကျွန်တော်တို့ဒီပုံကူမျိုးလူပုံကူမျိုးတွေဖြစ်ဖို့လိုပါတယ်မိမိတို့တာဝန်ယူတဲ့အချိန်ကြတော့မှစံတော်ဝါเนาะအတွေ့အကြုံအသစ်ယူမဲ့ဒီဖွဲ့စည်းတွေလူပုံကူတွေမဖြစ်ဖို့တော့လိုတာပေါ့เนาะကျွန်တော်တို့ကအချိန်တို့အတွင်းမှာကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ကအချိန်နဲ့ဆောင်ရွက်ရမယ့်အချိန်ဖြစ်တဲ့အတွက်ကြောင့်ဒါလေးကိုလည်းပဲအတိပေးပြောကြားလိုပါတယ်เนาะနိုင်ငံတော်ကိုဥဆောင်ဥရွက်ပေးနိုင်မဲ့အဖွဲ့အစည်းမျိုးကျွန်တော်တို့လူပုဂ္ဂိုလ်မျိုးလည်းဖြစ်ဖို့လိုပါတယ်တနည်းအားဖြင့်ဆိုရင်စီးပွားရေးလူမှုရေးနိုင်ငံရေးနဲ့ကာကွယ်ရေးအမြင်တွေရှိတဲ့အဖွဲ့အစည်းတွေဖြစ်ဖို့လူပုဂ္ဂိုလ်တွေဖြစ်ဖို့လိုတယ်လို့ကျွန်တော်အနေနဲ့ဒီအကြံပြုပြောကြားလိုပါတယ်နောက်မရန်ကုန်မြို့နယ်ပြည်သူပြည်သားတွေအနေနဲ့ကတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုချစ်တဲ့သူကမြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ်ထို့တူရဲ့မြန်ကုန်မြို့နယ်ရဲ့လူဝတ်ချက်တွေကိုအတိဆုံးကမြန်ကုန်မြို့နယ်သားတွေပဲဖြစ်ပါတယ်ဒီလူဝတ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မဲ့နော်မြန်ကုန်မြို့နယ်သားစစ်ကိုသာလေကျွန်တော်တို့မဲပေးခြင်းဖြင့်ကျွန်တော်တို့ဆောင်ရွက်ပေးကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းပြောကြားလိုပါတယ် ဟုတ်ကဲ့ပါဘာမှကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့